မအေးမင်္ဂလာပါဓာတ်ပုံရိုက်ဝါသနာပါလားမသိဘူးအမတ်တရရိုက်ပြီမယ်လေနှစ်ယောက်ဝတ်ဆောင်လှလို့နောက်ပြီးရင်ဟိုဒါ WhatsApp ကမဟုတ်ရင်ပြန်ပို့ပေးမယ်နော်အေးတက်ပြီပုံမှန်တင်လို့ရမှာဟုတ်လားလာလာအဲ့ဆိုရိုက်ပြီမယ်โอเคညီမကောလေးတီလို့လေးနေလားโอเคโอเคမိုက်တယ်အဲ့လေရိုက်လက်လေးပိုက်ခြေထောက်လေးကိုဒီလိုလေးနှစ်ယောက်လုံးဒီလိုလုပ်လိုက်โอเคတစ်ယောက်နဲ့နည်းစီဆောင်းလိုက်အဲ့လိုလေမတိမတာလေးဆောင်းလိုက်โอเคဒီလိုလေးထားကြည့်ရဖက်နဲ့အဆင်ပြေတယ်โอเคရညနေတော့ကြည့်ရမှာဟုတ်ကင်မရာကိုယဉ်ကြည့်လိုက်နော်တဘောလားရိုက်ပြီနှစ်ယောက်လေးခြေထောက်လေးလမ်းလျှောက်လာလဲပုံโอเคနားလည်းနော်ရိုက်ပြီလေကိုင်းလားโอเคအဲ့လိုမလားဒီလိုရှိလာလိုက်ခြေထောက်မခေါက်သပင်လေးကိုင်းဟုတ်ပဲလေလှည့်ကြည့်လိုက်မနော်မိုက်တယ်နော်မိုက်တယ်လေမိုက်တယ်ခဏလေးရိုက်ပြီနောက်တစ်ပုံကျစပင်လေးဒီလိုလေဒီခေါင်းလေးဒီလိုတက်နေတယ်နားလေနော်နားလေရိုက်ပြီနောက်တစ်ပုံညီမလမ်းလျှောက်လာတဲ့ပုံစံလေးရိုက်ပြီမနော်โอเคနော်ခဏလေး3 2 1ရှောက်လာမယ်ညီမရှောက်လာ